လေးတစ်ခါလေးမိပါလေရှင်အရင်တော့ဘောနော်တက်တော့မှဗီဒီယိုလေးတင်တော့ကျွတ်မှတင်တော့ပြင်နေကြည့်လို့ပေါ့နော်အားပေးကြပါမယ်အဲ့လိုပဲဝေးတဲ့ဆက်သွားမယ်ဝေးတဲ့ရပြီစားနဲ့မိကြတဲ့တနေ့မိတင်ပါဆိုနော်မင်းအတက်နေနေဆိုစေးအားထားဖမ်းနေရတယ်နော်ဆိုပြီးတော့တချင်ချောဖေးရဆလာနေဒီမှာစပြီးတော့ပြီးတော့ဒီလိုကြည့်ပါနော်အဲ့လိုကြည့်တာအချက်ဖြစ်နေပြီဒီခေါက်စင်းစင်းပြားပြားကမလေးခိုက်ထားပေးတယ်နော်โอเคကမလေးခိုက်ရရင်နင်းပြုံးကြိုက်နင်းလေးကောင်းဟဲ့ထားတော့ပွင့်လာတယ်ဒီမှာဒီစစ်ကလည်းကောင်းတယ်နော်ဒီမီးခွေးပြစ်သွားတာဟာအကြောင်းရင်းရှိမိသွားတဲ့အချိန်မှာသူကအရင်တင်းနေရှင်းထားပြီးသားပြုံးမိခွေးပြစ်သွားတာပေါင်းနေစရင်ခွေးမဖြစ်ဘူးနော်အမေလူချင်းမနေရကိုမင်းစားပြလိုက်တာဒီကတကယ်ထွက်လာတော့နော်ဆက်ရစလိုက်ပါအမေမင်းရောအချောင်းမပြောမင်းရလေခုနကမင်းတန်းနေအမေကလည်းသူစတီးကိုလေးစားတယ်သူကလည်းတူတူရောတန်းနေပြီဆိုတော့စတီးတော့ထည့်လို့မပြလိုက်တာပါပဲစတီးနိုင်ရဆောင်နေတယ်ဆိုတော့โอเคစတီးနိုင်ပြည့်ပြီးစားနေအမေစတီးကိုထားလို့ရတယ်ကောင်းတော့မှထင်းနေတယ်မိကန်ကောင်းလို့သွားတာမင်းကသစနာခံရတာကြိုင်မလားဝူခေါင်းပါကန်ရတာမကြိုက်တော့အဲ့လိုမှာကောင်းမကန်ရအရင်မကောင်းဘာလို့ဆိုကျမတို့ဂျားနဲ့ပတ်ဖို့ဒါမှမဟုတ်ပိုင်းနေခင်ကျမပဲပဲနေတာလားတော်တယ်နဲ့ချောင်းလို့ထင်ထားတာဒါပေမဲ့နိုင်သားလည်းမင်းကဆရာကြီးလေဒီကောင်ကိုအရင်လုပ်ပြလိုက်တားပြပါမယ်သူရှိနေလို့မထင်တာတကယ်ရှိတယ်တော့ထင်ကျမခိုးပြလာမယ်လို့ကြော်ပဲစောင့်နေနော်သူရဲ့တင်းနေပဲတော့ပြင်ပြလိုက်လက်ပွက်နော်ခမီးကလည်းဆောင်းမင်းအရင်ကြိုက်တဲ့ကမင်းယူလိုက်ပါတော့အဲ့ဒါပဲကျတော့မင်းအစ်တနဲ့အရင်ကြိုက်တာတခြားလူလည်းလည်းမသိဘူးခဏတော့သူ့အမတက်နေတယ်ဒီကောင်တော့တက်နေတယ်ခင်းနေလို့မခင်းမလဲခင်းရမှာပဲအဲ့ဒါပဲကြည့်တော့ဘာကောင်မှရင်ဝဲပြင်းတဲ့အချိန်မှာပဲဒီကိုထိသွားမယ်နင်းညောင်းအောင်လာတယ်တင်နေနဲ့ချက်ကြီးအသက်ပြောက်ဆိုတော့ဒီကောင်းတယ်တစ်ချက်တည်းနဲ့အသက်ပြောက်တာတော်တဲ့နဲ့အဲ့ဒါကောင်းမမြင်ခင်းတော့ခင်လာပဲမင်လာတော့အဲမိကြောက်လို့ထွက်ပြမှာအဲ့ဒါမင်းအစရရဘယ်လိုတားမလို့လာမယ်ဆိုတာစဉ်းစားပြီးသားပြီနော်ဟာနိုင်ပြောင်းနိုင်နစ်တော့စောက်ပြီးတော့အဲ့ဒီမှာအဲ့လေလာတော့ဟာလေးနဲ့သူမဝင်နိုင်တော့လေမိရတော့အမအေးချင်းနဲ့ပဲနေတာအောက်ကတော့လူရှိရအဲ့ကောင်မိရတော့အဲ့လိုလောက်ပြီးဆေးထည့်တယ်ဆိုတာပေါ်ပြီးတော့ဆေးပြေးတာမြင်နေနော်အဲ့လိုမြင်လောက်ပြီးဆေးထည့်တာမြင်အဲ့တော့အများကြီးဆေးထည့်မှာမဟုတ်ဘူးဟဲ့အေးအကွက်ဝိုင်းဒီအကြိုက်တော့ဖြစ်ပါဘာလို့ဆိုချောလိုက်မင်းမသိဘူးမင်း6ပြေးနေတာဘာလို့ပဲရ